FB လို့ခေါ်တဲ့ balance sheet ကိုကြည်နည်းနဲ့ balance sheet ကကိန်းဂဏန်းများကိုဖန်တီးများအကြောင်းဒီနေ့ knowledge sharing လုပ်ပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့ balance sheet ကိုကြည့်တတ်ရင်ဒီလိုအချက်တွေသိရမယ်။နော်ဆိုတော့ balance sheet ဆိုတာကကုမ္ပဏီတစ်ခုရဲ့အဓိက statement တစ်ခုရှိတယ်။တစ်ခုဖြစ်တယ်။အဲ့တော့တကယ်လို့ကိုယ်မှာအတွေ့အကြုံတွေရှိလာခဲ့မယ်ဆိုရင် balance sheet ကိုကြည့်ရင်အပြင်လုပ်ငန်းရဲ့အခြေအနေတွေကိုရေဘူးရသိနိုင်တယ်ပေါ့အဲ့တော့ balance sheet ဆိုတာကတော့စတင်ခဲ့တဲ့ assets equal to capital plus liability ဒီပုံလေးကိုကြည့်လိုက်ရင်လည်းသိတယ်။မှာ assets ကနှစ်မျိုးက non current asset နဲ့ current asset ပေါင်းခြင်းတရားနဲ့50 liability က90 capital ကကျတော့60 60ပေါင်းရင်တရားနဲ့50ဒါဆို assets equal to capital plus liability အဲ့တော့ပထမဦးဆုံးအကဲဖြတ်ရမယ့်အချက်က does it balance ဆိုတော့ကိုယ့်ရဲ့ balance sheet ကနှစ်ဖက်ကိုက်ရလား assets equal to capital plus liability ဆိုတဲ့ညီမျှချင်းညီမညီအကယ်၍မညီဘူးဆိုရင်တော့ဒါစရင်မှားတာဒါမှမဟုတ်ရင်တစ်ခုခုဖုံးကွယ်နေတာကွဲလွဲနေတာပြန်ရှာပေးရမယ်။နံပါတ်2ချက်ကုမ္ပဏီတိုးတက်ကြီးထွားမှုရှိမရှိခံမှန်းမယ်။အဲ့တော့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေဟာတစ်နှစ်နဲ့တစ်နှစ်ပို့ပြီးတော့တိုးပွားလာရမယ်ကြီးထွားလာရမယ်။တနည်းအားဖြင့်ပြောရင်အရင်နှစ်နဲ့အခုနှစ်နဲ့နှိုင်းရှင်လက်ရှိနှစ်က assets တွေတိုးနေသလားတိုးနေတယ်ဆိုရင်ကုမ္ပဏီကဒါအောင်မြင်တဲ့တိုးတက်တဲ့ဖြစ်ထွန်းတယ်။တကယ်လို့မနှစ်ကနဲ့ဒီနေ့နိုင်ရှင်လို့ asset တွေကယော့သွားမယ်ဆိုရင်တော့ဒါသတိထားရမယ့်အချက်စိုးရင်စရာရှိအဲ့တော့ဒီမှာဆရာပုံလေးနဲ့လည်းပြထားတယ် assets equal to equity plus liability အဲ့တော့သတိထားရမယ့်လက္ခဏာရပ်တွေ reflect ပေါ့အဲ့တော့ဒီလက္ခဏာတွေတွေ့ရင်သတိထားပါလုပ်ငန်းအတွက်ပြန်လည်ပြီးတော့ remedy ပေါ့ပြုပြင်ပြောင်းလဲမဲ့အချိန် reforming လုပ်မဲ့အချိန်ကိုရောက်ပြီအရေးကြီးဆုံးသတိပေးတဲ့အချက်တွေကပါလဲ negative working capital အဲ့တော့ပထမဆုံး working capital ဆိုတာက current asset တွေက current liability ကိုနှုတ်တာအကယ်၍ current assets များရင် working capital လို့ခေါ်တယ်ဒါပေမဲ့ current liability များသွားရင်တော့ pay and she များသွားရင်တော့ negative working capital လက်ပတ်ရင်းနှီးငွေအနှုတ်လက္ခဏာဆောင်ခြင်းအဲ့တော့ current asset များရင် working capital current liability များရင်တော့negative working capital ဒါဆိုဥပမာဒီမှာကြည့် negative working capital က current assets က900 current liability က600ဆိုတော့အနှုတ်100သည် negative working capital တနည်းအားဖြင့်ပြောရင်လက်တလောကာလတို့အကျွေးကိုပြန်ပေးဆက်နိုင်မှုမရှိတဲ့အနေအထားပေါ့နောက်တစ်ခု high debt versus equity အဲ့တော့ debt လို့ခေါ်တဲ့ liability နဲ့ equity နဲ့နှိုင်းရှင် liability ကများနေတာတနည်းအားဖြင့်ပြောရင်ချင်းငွေများပြီးတော့မတီရင်းနှီးငွေကနည်းနေတာအဲ့တော့တနည်းအားဖြင့်ပြောရင် debt ကပိုင်းဝေ equity ကပိုင်းကြီး debt လို့ခေါ်တဲ့ပိုင်းဝေများတယ်ပိုင်းဝေများရင်ဒါတို့ရဲ့အဖြေကမြင့်နေတယ်အဓိပ္ပာယ်ကလုပ်ငန်းလည်ပတ်မှုမှာကိုပိုင်ငွေတဲ့သူများပတ်စံအကျွေးကပိုများနေတဲ့အနေထားတနည်းအားဖြင့်ပြောရင်ကိုအလုံးလုံးနေတာကိုအတွက်ကိုရှာနေတာကိုမစားရတော့ဘူးဘန်တို့ကျွေးရှင်တို့ကိုအတိုးပေးနေရတဲ့သဘောမျိုးဖြစ်နေတာကိုရှာတာကိုမစားရဘူးနောက်တစ်ခုက large receivable လို့ခေါ်တဲ့ current assets ကများနေတယ်ဒါပေမဲ့လို့cash shortage ငွေသားက reduce ဖြစ်နေတယ်လျော့နေနေတယ်အဲ့တော့ပြောချင်တာကအကျွေးရရင်ရှိတွေများတယ်ငွေသားကနည်းနေတဲ့အခြေအနေမျိုးအဓိပ္ပာယ်ကတော့အကျွေးရောင်းနေဆိုရင်တော့တေချာပေါက်ရောင်းအားကောင်းမှာပဲသို့တော့ရောင်းလို့ရတယ်ပြန်လာဆက်တဲ့သူတွေကနှောင့်နေတယ်ကြံ့ကြတယ်ဟာလားဖြစ်နေမယ်ဆိုရင်တော့ငွေပြန်ရမှာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကကိုယ့်လုပ်ငန်းအတွက်ချီထားရင်အတိုးပေးရမယ်ဝန်ထမ်းရှိရင်လစာပေးရမယ်ငါးရက်ငါပေးရမယ်ထွက်ငွေရတော့ရှိနေမှာပဲတေးကြတယ်အဲ့လိုအခြေအနေမျိုးသည်ရရန်ရှိအကျွေးရစရာရှိတာတော့များပဲတော့ညာလဲပဲငွေသားလက်ကျန်နေနေတဲ့အခြေအနေမျိုးသည်ဒါ reflex အန်ဒီရရှိတဲ့အခြေအနေမျိုးဖြစ်တယ်နောက်တစ်ခုကျတော့ growing liabilities with stagnant assets တနည်းအားဖြင့်ပြောရင်တော့အကျွေးတွေပဲတိုးလာတယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေမတိုးလာဘူး
ဒီလိုအခြေအနေမျိုးကလည်းလုပ်ငန်းတွေ danger ပဲအဲ့တော့တနည်းအားဖြင့်ပြောရင်အဓိပ္ပာယ်ကအသစ်ထပ်ဝယ်တာမျိုးမရှိဘူးကိုကအဟောက်မဲ့အပြင်းပြန်လန်သုံးနေတယ်အဲ့လိုမတိုးတက်လာတဲ့အခြေအနေမှာပေးရန်ကြွေးတွေကတော့တိုးနေတဲ့အခြေအနေမျိုးဒါ reflect danger အဲ့တော့ကိုကလုပ်ငန်းကိုအခြေအနေကငွေသားသူများလက်တလောလာတောင်းဆိုရင်ပြန်ပေးနိုင်ဖို့အခြေအနေရှိမရှိစစ်ဆေးရမယ်တနည်းအားဖြင့်ပြောရင် do you have enough liquidity ကိုမှငွေသားလုံလောက်မှုရှိရလား current ratio လို့ခေါ်တဲ့ working capital ratio current assets ကိုတီ current liability နဲ့စာအချို့က 2:1 ဆိုရင် the best အကောင်းဆုံးပဲအကယ်၍ 1:1 အောက်ကိုရောက်သွားမယ်ဆိုရင်တော့ဒါအကျွေးမပေးနိုင်ဘူးလို့ယူဆတဲ့အနေရရှိတယ်နောက်တစ်ခုကကြတော့ကို balance sheet ကိုကြည့်တတ်မြင်တတ်နားလည်တတ်ရင်ဒါအနာဂတ်ကိုလည်းလှမ်းပြီးတော့ကြိုတင်ခံမှန်းနိုင်တယ်လို့ပဲတနည်းအားဖြင့်ပြောရင်ကိုယ့်အတွက် financial strength လို့ခေါ်တဲ့ဘဏ္ဍာရေးဆိုင်ရာအားသာချက်တွေရှိတယ်တနည်းအားဖြင့်ပြောရင်ပိုင်ဆိုင်မှုကများတယ်အကျွေးပေးစရာနည်းတယ်ဒါဟာ strength healthy company လို့ခေါ်မယ်အကယ်၍ business က risk ဖြစ်တယ်ဆိုတာဘယ်လိုဟာမျိုးလဲအကျွေးများတယ်ငွေသားလက်ကျန်နည်းတယ် unstable company dangerous အဲ့တော့နောက်တစ်ချက်အနေနဲ့ growth capacity လုပ်ငန်းကတိုးတက်ကြီးထွားမှုရှိမရှိကြည့်မယ်ဆိုရင်ကို့မှာအမြတ်ရှိတယ်ဒါပေမဲ့အမြတ်ကိုအကုန်မသုံးမဲနဲ့ဖယ်ဖယ်စုဆောင်းထားရဲဆိုရင် retain earning လို့ခေါ်တယ်အဲ့တော့ကိုကမြတ်တာကအဓိကကြတော့ညာလဲပဲအမြတ်ကိုအကုန်မသုံးဆွဲပဲနဲ့တချို့တစ်ဝက်ကိုတော့သုံးကျန်တာကိုတော့လုပ်ငန်းကြီးထွားဖို့အတွက်ပြန်လည်ပြီးတော့ refill ဖြည့်နေရမယ်ဒါဆိုရင်နာဂတ်မှာပြန်ပြီးတော့ယင်းနှိမ့်မြုပ်နှံတယ်လို့ဖြစ်မယ်တနည်းအားဖြင့်ပြောရင် profit များတယ်ဆိုရင်ကိုယ့်အတွက်ဒါ saving များလာမှာပဲ saving များရင် investment ယင်းနှိမ့်မြုပ်နှံမှုများမယ်အဲ့ဒါဆိုရင် income များမယ်เนาะ income များရင် saving များမယ် saving များ investment အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဒါ rich circle wealthy ဖြစ်လာမယ်ကိုယ့်ရဲ့တကယ်လို့ကိုကဆုပ်ယုပ်လာမယ်ဆိုရင်တော့ဒါဆို vicious circle လို့ခေါ်တဲ့အစိုးချော့တန်တရားထဲမှာပဲလည်နေမှာဖြစ်တယ်အဲ့တော့လက်တွေ့အသုံးချမယ်ဆိုရင်တော့ကိုယ်ပိုင်လုပ်ငန်းအတွက်ဆိုရင်တော့လစဉ် balance sheet financial position ချုပ်နိုင်အောင်အများအားကြိုးစားပါဒါမှလည်းကိုယ့်ရဲ့အခြေအနေကိုပြန်ပြီးတော့သုံးသပ်လို့ရမယ် reflect လို့ခေါ်တဲ့ danger area တွေရင်ချက်ချင်း take action ပေါ့ရေးယူဆောင်ရွက်မယ်ပြင်ဆင်မယ်နောက်တစ်ခုကကြတော့ဒါကို့မှာအခြေအနေတွေကဒါဘန်ကာရီစီကိုသွားမယ်ကိုကချင်းငွေတွေကိုအတိုးနှုန်းသက်သက်သာသာနဲ့ရဖို့ပြင်ဆင်ရမယ်အကယ်၍ကိုပိုင်လုပ်ငန်းမဟုတ်ဘဲနဲ့တခြားကုမ္ပဏီကိုကဝယ်ယူခြင်းနဲ့ယင်းနှိမ့်မြုပ်နှံခြင်းနဲ့ဆိုရင်တော့ balance sheet 3နှစ်စာကိုတောင်းမယ်နိုင်ရှင်ကြည့်မယ်နိုင်ရှင်ကြည့်ခြင်းအပြင်လည်းကိုယ့်ရဲ့ခုနကဘဝသင်ခဲ့တဲ့ growth ကြီးထွားနှုန်းတွေဒါနော် reflect တွေကိုကြည့်ရမယ်အဲ့တော့အဓိကတည်ထားရမယ်ပြောချင်တာလေးက balance sheet ကိုကြည့်လိုက်ရင်ကိန်းဂဏန်းတွေကြီးပဲတက်တက်မဟုတ်ဘဲနဲ့ဒီဂဏန်းတွေကိုကြည့်ပြီးတော့အနာဂတ်အတွက်ဆုံးဖြတ်ချက်ချနိုင်တဲ့ဟာလာဒါကိုမြင်နိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတာကိုသိထားဖို့လိုတယ်ဒါကြောင့်အချက်၃ချက်ကိုအမြဲတမ်းသတိထားပါ၁ balance sheet ကိုင်းမခိုက်ယဉ်ကြည့်မယ်နံပါတ်2အန်ဒီရဖြစ်နိုင်တဲ့ high risk ဖြစ်တဲ့ area တွေရှာမယ်နောက်တစ်ခါလုပ်ငန်းရဲ့ growth rate တိုးတက်ကြီးထွားဖြစ်ထွန်းနိုင်စွမ်းကိုအကဲဖြတ်မယ်တနည်းအားဖြင့်ပြောရင် balance sheet တစ်ခုကောင်းတယ်လို့ပြောလိုက်ရင်လူတစ်ယောက်လိုနှိုင်းရှင်ပြောရရင်တော့ကျမ်းမာတန်ဆွမ်းတဲ့ကိုခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာအာရင်ပြေးသွားတဲ့အနေအထားမျိုးကိုခေါ်တာပါအဲ့တော့ဒီလိုအချက်တွေကိုခြေဘူးရနားလည်ထားမယ်ဆိုရင်တော့ဒါလက်ရှိအနာဂတ်ဒါကိုကြိုတင်ခံမှန်းနိုင်တဲ့ပိုတိုးတက်အောင်မြင်နိုင်တဲ့လုပ်ငန်းတစ်ခုကိုပိုင်ဆိုင်နိုင်ပါတယ်အကယ်၍ကျွန်တော်တို့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့တန်းခွဲသင်များလဲစာဖို့ရှိပါတယ် level 1 2မှာလဲတပတ်တစ်ရက် Sunday only ရှိသလို Monday to Friday တပတ်ကို4ရက်လဲရှိတယ်တပတ်တစ်ရက်ဆိုရင်တော့ကြာချိန်4လခွဲလောက်ရှိပြီးတော့တပတ်ကို4ရက်ဆိုရင်တော့2လကြာမြင့်ချိန်ရှိပါတယ်အဲ့တော့ foundation level နဲ့ပတ်သက်ပြီးတော့တပတ်တစ်ရက်ဆိုရင်သူလဲ4လခွဲရှိပါတယ် foundation level ကတော့2ဘာသာသင်ကြားမှာတပတ်ကို9ရက်တည်းရမှာကတော့ Monday to Friday ကတော့2လကြာမယ် ACC part 1ကလည်းတပတ်ကို1ရက်တဲ့ Sunday only ရှိသလိုတပတ်ကို3ရက်တဲ့ Monday to Friday လည်းရှိပါတယ်သင်တန်းကြောင်းထပ်ပြီးတော့အသေးစိတ်သိကျင်တဲ့တိုင်ပင်ကျင်တဲ့ဆိုရင်တော့ရုံးချိန်အတွင်းမှာ095109922ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်
လိပ်စာကတော့အမှတ်34လေးလွာအင်းစိန်လမ်းမှလဲရမှတ်တိုင်းနီဖွင့်လှစ်ထားပါတယ် like and အကျိုးရှိရဆိုရင်တော့ like and share လုပ်ခြင်းနဲ့လည်းကူညီပေးနိုင်ပါတယ်ထပ်သိခြင်းတဲ့ခေါင်းစဉ်များကိုလည်း comment မှာရေးခဲ့နိုင်ပါတယ်အားလုံးတိုးတက်ဖြစ်ထွန်းအောင်မြင်နိုင်ပါစေ